ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ထိုင်စကားလေးနည်းငယ်ကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာလမ်းပါဒုက္ခရောက်တယ်အခက်အခဲဖြစ်တယ်ပေါ့နော်လမ်းပါဒုက္ခရောက်တယ်လမ်းမှာပါစပိတ်ပေးရမှာဖြစ်ပါတယ်နော်မိမိငန်းထမ်းအလုပ်ကိုင်မရှိဘူးမိမိငန်းထမ်းအလုပ်ကိုင်မရှိဘူးအဲ့တော့ထိုင်ရောက်နေတဲ့တကယ်ချင်းတွေအတွက်ဒီစကားလုံးလေးတွေကစိတ်မှမဟုတ်ပါဘူးเนาะไม่มีตังค์ပတ်စံမရှိဘူးไม่มีตังค์ပတ်စံမရှိဘူးไม่มีตังค์ใช้သုံးစရာပတ်စံမရှိဘူးไม่มีตังค์ใช้သုံးစရာပတ်စံမရှိဘူးไม่มีตังค์กินข้าวထမင်းစားဖို့ပတ်စံမရှိဘူးไม่มีตังค์กินข้าวထမင်းစားဖို့ပတ်စံမရှိဘူးไม่มีอะไรกินစားစရာဘာမှမရှိဘူးไม่มีอะไรกินစားစရာဘာမှမရှိဘူးหมดตัวแล้วပြောင်းပြီမရှိတော့ကုန်ပြီပေါ့နော်หมดตัวแล้วပြောင်းပြီကုန်ပြီမရှိတော့ဘာမှถังแตกမွဲတယ်ပြောင်းပြီသက်စင်ကုန်ပြီပေါ့နော်ถังแตกမွဲတယ်ပြောင်းပြီဘာမှမရှိတော့စကားတစ်လုံးချင်းစီရဲ့အတိတ်ပဲလေးတွေကိုပြန်လည်ရှင်းပြပါအောင်မယ်ခင်ဗျာဒီအဆင့်ဟာအခုမှထိုင်စကားလေ့လာနေတဲ့တကယ်ချင်းတွေအတွက်ရည်ရွယ်ပါတယ်နော်လမ်ဘာဒီလုံးကတော့ထွေထူးရှင်းပြကြမလို့ပါဘူးเนาะသူကတော့ဒုက္ခရောက်တယ်ပေါ့เนาะခက်ခဲဖြစ်တယ်ပေါ့ไม่มีงานทำအလုပ်ကိုင်မရှိဘူးဒီမှာစကားတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်တွေကကြတော့မီဆိုတာရှိတယ်မိတ်ကတော့အငင်းပေါ့เนาะမိတ်မီဆိုတော့မရှိဘူးငန်းဆိုတာအလုပ်ကိုပြောတာဖြစ်ပါတယ်เนาะทำဆိုတာလုပ်တယ်ပေါ့งานทำဆိုရင်အလုပ်အကိုင်ทำงานဆိုရင်ပြောင်းပြန်လာလို့ရှိရင်အလုပ်လုပ်တာဖြစ်တယ်เนาะအဲ့တော့ไม่มีงานทำဆိုတော့အလုပ်ကိုင်မရှိဘူးလို့ဆိုရဖြစ်ပါတယ်เนาะไม่มีตังค์ပတ်စံမရှိဘူးမီးဆိုတာရှိတယ်သူတိတ်ပဲကမိတ်နဲ့တွေ့လိုက်တော့မိတ်ကအငင်းဖြစ်ပါတယ်เนาะမိတ်မီးဆိုတော့မရှိဘူးပေါ့เนาะဘာမရှိရလဲတန်ပတ်စံတန်ဆိုတော့ပတ်စံပြောဖြစ်ပါတယ်เนาะအဲ့တော့မိတ်မီတန်ဆိုတော့ပတ်စံမရှိဘူးလို့ဒီပြရပါတယ်ไม่มีตังค์ใช้သုံးစရာပတ်စံမရှိဘူးတလုံးကြီးအဓိပ္ပာယ်လေးဆိုလို့ရှိရင်မီးဆိုတာရှိတယ်ไม่มีဆိုတော့မရှိဘူးတန်ပတ်စံပြောတာဖြစ်ပါတယ်ใช้ဆိုတော့သုံးတာကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့ไม่มีตังค์ใช้ဆိုတော့သုံးစရာပတ်စံမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်ไม่มีตังค์กินข้าวထမင်းစားဖို့ပတ်စံမရှိဘူးတလုံးချင်းအဓိပ္ပာယ်လေးဆိုရင်မီးရှိတယ်ไม่มีဆိုတော့မရှိဘူးတန်ပတ်စံပြောတာဖြစ်ပါတယ်เนาะကင်းဆိုတာတလုံးနဲ့အဓိပ္ပာယ်ကစားသည်ข้าวဆိုတာထမင်းကိုပြောတာဖြစ်ပါတယ်เนาะกินข้าวဆိုရင်ထမင်းစားတယ်လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့အဲ့ဒါလေးအကုန်လုံးပြန်တွဲလိုက်တဲ့အခါကျတော့ไม่มีตังค์กินข้าวဆိုတော့ထမင်းစားဖို့မရှိဘူးလို့အဓိပ္ပာယ်ရပါတယ်ไม่มีอะไรกินစားစရာဘာမှမရှိဘူးတလုံးကြီးအဓိပ္ပာယ်လေးဆိုလို့ရှိရင်မီးဆိုတာရှိတယ်ไม่มีဆိုတော့မရှိဘူးอะไรဆိုတာဘာလဲပေါ့နော်กินဆိုတာစားတယ်ဒီစကားလုံးလေးစီလုံးပါပြန်လိုက်တဲ့အခါကျတော့ไม่มีอะไรกินဆိုတော့စားစရာဘာမှမရှိဘူးလို့အဓိပ္ပာယ်ရပါတယ်หมดตัวแล้วပြောင်းပြီပေါ့နော်တလုံးကြီးအဓိပ္ပာယ်လေးဆိုလို့ရှိရင်หมดဆိုတာကုန်တယ်ပေါ့နော်ตัวဆိုတာကိုယ်လုံးခန္ဓာကိုယ်အစရှိတဲ့အဓိပ္ပာယ်ရပါတယ်แล้วဆိုတာပြီးပြီသို့မဟုတ်ပြီးပေါ့နော်အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဒီစကားလုံးလေးတွေကိုစီပြောင်းပါသပြန်တဲ့အခါကျရင်တော့หมดตัวแล้วဆိုရင်တော့ပြောင်းပြီမရှိတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်နော်ถังแตกမွဲတယ်ပြောင်းပြီတလုံးကြီးအဓိပ္ပာယ်လေးတွေကတော့ถังဆိုတာဘုံသို့မဟုတ်ရေဘုံဆိုတာဖြစ်ပါတယ်နော်แตกရဲ့အဓိပ္ပာယ်ကတော့ကွဲတယ်ဖြစ်ပါတယ်နော်ဒီစကားပန်းစကားဖြစ်ပါတယ်နော်
အဲ့တော့သူတို့စီတော်တွဲလိုက်တဲ့ခါကျတော့ထန်တဲဆိုရင်မွဲပြောင်းပြီးတက်စီအောင်မွဲနေမရှိတော့ဘူးเนาะအဲ့ဒီလိုဆိုတာဖြစ်ပါတယ်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လာမယ့်သင်ခန်းစာလေးတွေမှာပြန်လည်ဆုံစည်းကြပါဦးမယ်အားလုံးပဲပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ